ကံတစ်ခုတည်းကအကျိုးပေးတယ်ကံတစ်ခုတည်းကဆုံးဖြတ်တယ်လို့လေအစွန်းရောက်တဲ့ကမ္မဝါဒကိုလက်ခံရအောင်အစွန်းရောက်တဲ့ကမ္မဝါဒဆိုတာပုပ္ပိကတဟေတုဒိဋ္ဌိလို့ခေါ်တယ်ဘာပဲလုပ်လို့ဒီဘဝကြုံရတာဟေ့တိတ်ခါလုပ်ခဲ့လို့မြန်မာတွေပြောနေတယ်ကိုကံပဲနဲ့ကံကြီးလည်းပုံမချရဘူးကံဆိုတာအကြောင်းတစ်ခုသာလည်းဖြစ်တယ်ကျန်တာတွေကအများကြီးယူလုပ်လို့ရတာတွေအများကြီးရှိတယ်နော်တချို့ကကံချပြီးတော့ဘာမှမလုပ်ဘဲနဲ့နေတဲ့လူမျိုးကလည်းရှိသေးတယ်အဲ့ဒါကြတော့မှားတယ်အဲ့ဒါမိစ္ဆာယူဝါဒလို့ခေါ်တယ်ပုပ္ပိကတဟေတုဒိဋ္ဌိသူကဘယ်လိုယူဆတော့ဆိုရင် fatalism လို့ပါလို့ပေါ့ဘေးရာပဲဖြစ်ဖြစ်ကံကအဆုံးဖြတ်ပေးတယ်ငါဒီဘဝဖြစ်လာတာလည်းကံဆင်းရဲတာလည်းကံပဲငါဘာမှလုပ်လို့မရဘူးတိတ်ဘဝကကံကြောင့်ဖြစ်တယ်ဒီဘဝကျုံရတွေ့တဲ့ရတဲ့အကုန်လုံးကကံကြောင့်ဖြစ်တာလို့ယုံကြည်လို့ရှိရင်ပုပ္ပိကတဟေတုဒိဋ္ဌိတဲ့အဲ့ဒီအယူဆတရားဝင်သွားလို့ရှိရင်သူပုဂ္ဂိုလ်ကကြီးပွားတိုးတက်ရေးလမ်းပိတ်သွားတယ်ဘုရားရဲ့ကမ္မဝါဒနဲ့လည်းမညီဘူးအဲ့ဒါမိစ္ဆာအယူဝါဒတစ်မျိုးဖြစ်သွားတယ်ကံနဲ့ပတ်သက်ပြီးတော့ကံကိုလက်ခံတိုင်းသမာဓိဋ္ဌိမဖြစ်ဘူးနော်မှန်ပါဗျာမှန်ကန်တဲ့လမ်းကြောင်းနဲ့လက်ခံဖို့လိုတယ်တခါတော့ကအဲ့ဒီပုပ္ပိကတဟေတုဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့ဒီဝကဆိုတဲ့ပြပိုက်ကြီးကမြတ်စွာဘုရားစီလာရှင်ဘုရားတဲ့တချို့ကဟောလိပြောလိရှိတယ်တဲ့ဒီဘဝမှာဒုက္ခတွေ့ကြုံခံစားရသမျှအတိတ်ကလုပ်ခဲ့လို့အတိတ်ကလုပ်ခဲ့တဲ့ခံကြောင်းလို့ပြောကြတယ်ဗျာတဲ့ဒီချက်ရောအရှင်ဘုရားဘယ်လိုပြောမလို့ဆိုမြတ်စွာဘုရားကတိဝကကတော့မင်းမဲ့စဉ်းစားကြည့်ပေါ့တဲ့နော်လောကမှာကိုလက်တွေ့မြင်ရတဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဥပမာမဲ့ယောဂဖြစ်တာသိကြည်ကြောင့်ဖြစ်တာရှိတယ်အေးတဲ့ထွက်လို့နှာစေးချောင်းဆိုးဖြစ်တာရှိတယ်အပူမီးလို့ဖျားတာရှိတယ်အမျိုးမျိုးရှိတဲ့နဲ့ဖျားတာတွေဟာအကုန်လုံးချောင်းဆိုးတာလည်းပဲကံကြောင့်ပဲဖျားတာလည်းကံကြောင့်ပဲလို့ဒီလိုပြောရင်လက်တွေ့ကိုညှင်းပယ်ရရောက်တာပေါ့တဲ့ကံဆိုတာအကြောင်းတစ်ခုပဲတဲ့ဟောကံဆိုတာအကြောင်းတစ်ခုဒီလူကချောင်းဆိုးပြီးတော့အေးပတ်တာအေးတဲ့ထွက်လို့လေကာဝယ်မလုပ်လို့ဖြစ်တာပေါ့အပူထဲသွားလို့သူအဖျားဝင်တာပေါ့ဟောမတည့်တာတွေစားလို့သွေးတိုးတာတွေဖြစ်တာပေါ့စီးချိုရှိမှန်းတဲ့တဲ့ကြားတွေအချိုတွေနင်းကန်စားလို့ဖြစ်တာပေါ့ဒါပစ္စုပန်ကံနဲ့ပါဆိုင်လေဒါမြတ်စွာဘုရားကတကယ်ကိုလက်တွေ့သမားနော်လက်တွေ့ချကြအဲ့တော့အကြောင်းကံတစ်ခုတည်းလို့မယူဆရဘူးအကြောင်းတွေအများကြီးရှိခုနတရက်ပင်လေးအပင်ပေါက်တာပဲကြည့်တရက်စီကအကြောင်းတစ်ခုပဲသူတစ်ခုတည်းနဲ့ဘာမှဖြစ်ဘူးမြေနဲ့ရေနဲ့ပေါင်းမှဖြစ်တယ်အဲ့ဒါလိုပဲအကြောင်းတရားဆိုတာအများကြီးရှိတယ်လို့လက်ခံရမယ်ဘာဖြစ်ဖြစ်ကံကြောင့်ဆိုတဲ့ဟာလက်ခံရမယ်အကြောင်းရှိ